Hello, anh là chị màu chị khuấy chồng về tại vì sao giờ mà bạn sống đi là gì rồi nên là đấy mua anh chứ mà nên đây mua tao đi trả ra rồi nên là tao không được bây giờ ai cho mình có sợ bạn sống đi thì bây giờ là quay lại lâu rồi đó bây giờ không làm gì vậy thì bây bạn ok let's go sao lại giờ để sống nó thì ai đó sẽ tông không biết lâu vậy sẽ tông không biết mà toa mà bọn nó sẽ tông không biết cái mà chơi anh giao rồi thì hoa đó là mà bọn nóဒါကကြတော့အဲ့ထံဝင်ရပါပဲအများတော့ပါပဲအဝင်တော့ပါပြီ Okay let's go အဲ့ဒါတော့ချင်းချလက်ခန့်နေပါရင်ဖတ်တော့ပါဘူးအဲ့ရပဲဖတ်တပါတယ် Okay let's go ဒါတော့ဟိုဘက်လမ်းကြတော့သွားပါတယ်အဲ့ကြတော့သွားတာရေမျိုးချစ်အဲ့လိုမြန်သွားပါတယ်ကျောင်းနဲ့ခွင်းနဲ့လိုက်လာမှဆိုလို့ပါအဲ့ထက်ဝင်ပုံးလေးရဆိုပြီးဝင်ပုံးကြည့်ရပါတယ်မလို့ဝင်ပုံးလိုက်ရပါဘူးဝင်ပုံးသွားလို့ပါတယောက်ကပါအဲ့ကြောင့်မလို့နောက်ထပ်တစ်ခေါက်သွားပါမှာအမတဲ့ကျောင်းနဲ့ခွင်းနဲ့တွေ့ရနေပြီးတော့မြင်းဆိုပြီးအဲ့ထက်ဝင်ပုံးလိုက်တော့ပါအဲ့နေကအမကျောင်းနဲ့ခွင်းနဲ့လာပါပြီအမခွေးကြီးပါအမတော့ကြောင်ကြီးပါအဲ့ကြောင်ရဲ့နောက်ကတော့ယူရမှာပါနောက်ကသူ့တော့မြုပ်လိုက်ရပါဘူးနိုင်သွားပါရဲ့ဒီကနေ့အမဘန်းစီကိုအကူညီလာတောင်းတာပေါ့အဲ့ဒီဘန်းလည်းအကူညီလုပ်ပြလိုက်ရပါတယ်အမတယောက်ကိုအထဲထဲမှာဒီလုပ်ပြလိုက်ပါတယ်ဘာလို့လဲဆိုခွေးလာနေလို့ပါခွေးတဲ့ရဲ့အဲ့ဒါနဲ့ကိုမြန်ကုပေးရတာပေါ့နော်သူကငြိမ်မနေတော့ပြက်သွားတာလုပ်ပြလိုက်တော့တောင်းသွားပါအဲ့နဲ့ဒီကခဏပုံနေပါတယ်အမဆိုရင်အကြာကြီးပါမဘောနော်အဲ့နောက်ထပ်တယောက်ကရှုံးသွားပါတယောက်ကကြတော့ဘန်ကက်ပေးလိုက်လွတ်သွားပါတယ်အမှန်ရတော့ဟိုတွေကလုံးဝအသေးတွေကများလာတယ်ပေါ့နော်အပင်ကတော့မိုးရနေလို့နည်းနည်းတော့ဖြစ်ပါမိုးချင်းနေလည်းချိန်နေလို့ပါအမှန်နည်းနည်းတော့နောက်ကျပါမယ်အဲ့ဒါနည်းနည်းတိုင်နေခွဲလို့သေးပါအဲ့ခွဲ let's go အဲ့ဒါတော့ဟိုဘက်ထဲမှာပါအဲ့ဒါတော့တခြားလေးသွားပါတယ်သူကတင်နေလို့ပါအဲ့ဒါတော့တိုက်ပြီးပါတယ်အမှန်ကြောင်နဲ့ခွေးနဲ့ဒီနားနေမလဲတော့ပါဘူးဒီနားကြည့်ပဲနေတဲ့ဆက်ကပြက်လာပါထွက်လို့မရပါဘူးထွက်လိုက်ရုံနဲ့သိမ်းပါပါကြောင်ရောကိုယ်ထပ်ပြင်းမြန်ပါတဲ့ခွေးရလည်းကိုယ်ထပ်ပြင်းမြန်ပါတဲ့အဲ့ဒါကြောင်တွေ့ခွေးရလည်းအနာမှာပဲအခဏဝင်သွားတာအမတွေရှည်တဲ့တခြားလူတွေကရှည်ပြီးတော့အပြင်းထွက်ကြီးအဲ့ဒါမှဖန်လဲပါပါအမအဲ့တကားဘက်ကိုပိတ်ဆိုတာပိတ်ပြီးတော့ပိတ်ရပါတယ်ဒီစားလေးပိတ်တာကိုသူများတဲ့ပြန်ဖွင့်သွားတာပါမြင်လိုက်ကြည့်လိုက်သူများတဲ့ပြန်ပွင့်ပြန်ဖွင့်သွားပြန်ပြီအမှန်ပြန်ပိတ်ရပြန်ပိတ်လိုက်ပါတယ်အဲ့ပြန်ဖြုတ်သွားပြတယ်အမှဘန်းပြန်ပိတ်တာဟိုကလည်းပြန်ဖွင့်အဲ့ကြောင့်မလို့ပါအမှန်ကြောင်းရက်လာပါဘန်းတို့ဒီမှာပါဒီသူ့ရဲ့ဘေးနားမှာနေနေတော့ပေါ့တော့အကြောင်းရမမြင်သွားပါဘူးမြင်တော့ပါအဲ့နဲ့ဘယ်နဲ့ထွက်ပြီးတော့သူကငိမ့်လေးမနေဘဲနဲ့လှုပ်ရှားနေတာပေါ့နော်အဲ့ကြောင့်မလို့ပါအဲ့နဲ့ဘယ်လည်းကုပြန်နေမမြောက်မြန်ထဲပြန်ဝင်လာပါအမှန်နဲ့ကြောင်ရက်ထက်လာပါတယ်ကြောင်နဲ့ခွေးလားမသိဘူးပေါ့ခွေးလားမသိဘူးဝင်လာတာခွေးနဲ့ကြောင်နဲ့တပုံစံနဲ့ပြင်နေတော့မားကုန်တာအဲ့ဒီဒီကြောင်တခြားတက်ကြည့်လိုက်ပါအမကြောင်ရက်ထက်လာတာသူ့ကူပင်းနဲ့ဘန်းပါရှော့သွားပါတယ်သူ့တော့ပြအောင်ကူလိုက်ပါတယ်ဒါပေမဲ့ဘန်းတော့ရှော့သွားပါတယ်အဲ့ကြောင့်မလို့ပါအမှန်သူကလွတ်ကျွတ်သွားပါတယ်ဒါပေမဲ့ဘန်းမရှော့သွားပါဘူးအစကတော့ကိုယ်တည်းရှော့သွားပြီလို့ထင်နေရပါအမှန်ကြောင်နဲ့ခွင်းနဲ့လိုက်ဘန်းမာရဲ့ပြေးတဲ့အဲ့ကြောင့်မလို့အဲ့နာမှာလည်းဘန်းရှော့သွားတာပေါ့အမှန်ဟိုဖြစ်သွားပါပြေးရတဲ့ရတော်တော်ခက်တယ်ပြေးရတာဟိုဘက်ကဒီဘက်ကိုရှုပ်ထည့်နေတာမြင်လားကိုလူကိုမမြင်ရဘူး
အဲ့ဒါမလို့ပေါ့နော်ဒါကတော့ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်အဲ့ဟိုနားမှရင်ထစ်သွားအဲ့နာမှာမဟုတ်အဲ့နာမှာလားမသိဘူးထစ်သွားတာအဲ့နာမှာလည်းမဟုတ်သေးဘူးပေါ့နော်ဘယ်နားမှာထစ်သွားလဲဆိုအမရင်ထစ်သွားတာအမကြောင်ကဘန်းကိုတတ်သွားအဲ့မနဲ့ဘန်းလည်းရှော့သွားအစတော့မပြန်သေးဘူးကွာလာကူမှဆိုပြီးတော့အဲ့နာမှာစောင့်နေပါတယ်ဒီမနဲ့စောင့်နေကြလာတော့ပါဘာလို့ရှိတော့ပါအမတို့တူတူခေါင်းနဲ့ဝင်သွားလိုက်ပါတယ်ရက်တခန်းနဲ့ပါဘန်းတော့ရှော့နေတာပါဟိုမှာဘန်းကိုမြင်ကြတာမသိပါဘူးနောက်မှပျောက်သွားပါတယ်အမနဲ့ဘန်းချက်ဘန်းပေါ့ဘန်းအမပေါ့အမနဲ့ဘန်းဒီအလုံးလိုအဲ့ဒီဘန်းထွက်သွားလိုက်တော့ပါထွက်သွားလိုက်ပါဒီနေ့ဗီဒီယိုအဲ့ရထွက်သွားပါအမကြည့်အထဝင်ကောင်းလားဆိုပြီးလောက်တာပါတယ်လောက်လိုက်ရပါတယ်အမလက်မဝင်ဘူးဆိုပြီးတော့ဝင်ပါအဲ့ဒါဒီနားမှာပဲခဏစောင့်နေလိုက်ပါတယ်အဲ့ဒါမဝင်ချင်တာနဲ့မဝင်သေးဘူးပေါ့နော်မဝင်သေးပါဘူးဝင်သွားပါတယ်အမဝင်သွားလိုက်ပါမဝင်ချင်ဘူးဆိုပြီးဝင်သွားလိုက်တယ်ပေါ့နော်ဝင်သွားပြီးတော့ခဏတော့မကြောက်ဘူးပေါ့ဝင်ပြီးတော့သူများကအဘောတက်နေဆိုပြီးကိုတတ်သူအစတော့အဘောကိုသွားနာသူများကဟိုဘက်ကိုတက်နေကြတော့ဗန်နဲ့ပတ်တက်ပါတယ်သွားတက်လိုက်မှာတက်လို့ရဆိုပြီးအပေါ်ထိတော့သွားလို့မရအောင်သူများရေခုံစင်းသွားပါဒါတော့သူတို့ပြတာပါအခန့်ရဗန်ကစော်ပြီးသားကြီးပါအဲ့ကြောင့်မလို့ပါတေချာတော့နားမထားတော့ပါ10မိနစ်ဟာပြောပါတယ်ဒီဘာပြောနေမှမသိပါအမတွေဘန်ကတော့အပေါ်နဲ့ခုံချလိုက်ပါတော့တဲ့ဒီနေ့ပြီးတော့ဒီတော့ပါအဲ့တော့ဘိုင်ဘိုင်